ဟိုရှိတုန်းကသူစင်းရဲတယောက်ဟာဓာမတချောင်းကိုဆွဲကင်ပြီးဟင်းလျာရှာဖို့ထွက်ခဲ့တဲ့မြစ်စိတ်အနီးတောင်ပို့တစ်ခုနားကိုရောက်တဲ့အခါတောင်ပို့အတွင်းကိုဖွတ်ကြီးတကောင်ပြေးဝင်သွားတာကိုမြင်တွေ့လိုက်တဲ့ဒါကြောင့်တောင်ပို့အဝကိုတူးပြီးဖွတ်ကြီးထွက်လာကိုစောင့်နေတာပေါ့ဒါပေမဲ့ဖွတ်ကြီးဟာအဲ့ဒီအပေါက်ကမထွက်ပဲအခြားတစ်ပေါက်ကနေမြစ်ထဲပြေးဆင်းသွားတာကိုသူစင်းရဲကမြင်တွေ့လိုက်ရတယ်အဲ့ဒီအခါစိတ်ဆိုးပြီးဓာမဖြစ်လှမ်းပေါက်လိုက်တဲ့အခါဖုတ်ကိုမထိပဲဓာမဟာမြစ်ထဲကိုကျသွားရောသားတယ်ကွယ်အဲ့ဒီတော့သူစင်းရဲဟာဖုတ်မရပဲဓာမသာဆုံးရှုံးသွားတော့တာပေါ့တခါတရံမှာမိမိတို့ဘဝဝန်းကျင်မှာမိမိရဲ့လောဘကြောင့်ပဲဖြစ်ဖြစ်လုံနီးကင်နီးမကျွမ်းကျင်လို့ပဲဖြစ်ဖြစ်ရည်မှန်းထားတာတွေမရရှိတဲ့အပြင်ရင်းနှီးစိုက်ထုတ်ထားသမျှတွေပါဆုံးရှုံးရတဲ့အခြေအနေတွေနဲ့ကြုံတွေ့ကြရပါတယ်မိတ်ဆွေဟောင်းကိုတစ္ဆာမဲ့စွာစွန့်ခွာသွားမိတယ်မိတ်ဆွေတစ်ကမျောလင့်တယ်လို့မကောင်းပဲမိမိအပေါ်အကောက်ကျန်တဲ့အခါမိတ်ဆွေတစ်လည်းမရမိတ်ဆွေဟောင်းကိုလည်းဆုံးရှုံးရတာတွေကိုကြုံကြရတတ်ပါတယ်အဲ့ဒီအခြေအနေမျိုးကိုဖုမရဓာမဆုံးဆိုတဲ့မြမစကားပုံနဲ့ခိုင်းတိုင်းသုံးဆွဲတတ်ကြပါတယ်